ကိုယ့်ရဲ့အိမ်မှာကိုယ့်တသားလေးတွေကိုဘောင်းကြီးလေးတွေချုပ်ဝေးရအောင်မလို့အမကဘောင်းကြီးပဒံလေးကိုတင်ပြပေးမယ်နော်ဘေဘီလေးရဲ့တင်ပတ်လေကိုတည်တယ်ဆိုရင်ဒီဘောင်းကြီးတစ်ထည်ရတယ်နော်တင်ပတ်လေအရှည်ရတော့တာမိမိလိုချင်တဲ့အရှည်ကိုပြီးကျမတိုင်းပြီးဖြတ်လို့ရတယ်ဒီပဒံကလေးတစ်ခုဖြစ်လာဖို့စားအတွက်ဆိုရင်ဒါလေးကကြတော့အမတို့လက်မနီးတိုင်းပဲဒီလိုမျိုးခောက်ချိုးပြီးတော့မှဆွဲလို့ရတဲ့ဟာလေးရှိတယ်ဒါလေးကကြတော့အမစိုက်ချက်နဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့တင်ပတ်လေကိုအစားသွင်းပြီးတော့မှပုံသင်နည်းနဲ့ဆွဲတဲ့ဟာလေးကိုဒါတင်ပြပေးမယ်ပေါ့နော်ပြန်လဲပြီးတော့ share လေးလုပ်ပေးပါမယ်အဲ့တော့ကိုယ့်ရဲ့အိမ်မှာရှိရဲ့ကိုဘေဘီလေးကိုအမတို့နှစ်အလိုက်ပေါ့နော်ဒီအမရှိမှာတော့ဒီဟာလေးကနှစ်အလိုက်သူ့ရဲ့ site check ကလေးတွေရှိတာပေါ့နော်ကိုကကြတော့ဒီ site check အတိုင်းဒါလေးလည်းမရှိဘူးဘေဘီလေးနဲ့လည်းကွက်တီထွက်ချင်နေဆိုရင်တော့အမတို့ကိုဘေဘီလေးကိုတင်ပတ်လက်လေးကိုတိုင်ထားပေးပါနော်တင်ပတ်လက်လေးကိုတိုင်ထားပေးပါအဲ့ဆိုအမကပုံတင်နည်းလေးနဲ့အစားသွင်းပြီးတော့မှဒီမှာဆွဲပြပေးမယ်နော်ဒီရဝမ်းလေးဆိုရင်တင်ပတ်လက်က50 cm ရှိတယ်နော်ကိုက50 cm ရှိရဲ့ဘေဘီလေးကိုအိမ်ကဘေဘီလေးကိုလည်းတိုင်းကြည့်ပေါ့နော်ဒီ50 cm တဲ့ဝင်ရင်ဒါရီယာ1နဲ့ဆွဲလို့ရတယ်ရီယာ2ဆိုရင်2နှစ် size ကလေးဆိုရင်52ရှိတယ်3နှစ် size ဆိုရင်54 4နှစ် size ဆိုရင်56သူကကြတိကျင်ရတော့ဘေဘီလေးရဲ့တင်ပတ်လက်လေးကိုတစ်ချက်တိုင်းထားပေးပါနော်အမကရီယာ1လေးကိုဆွဲပြပေးမယ်ကိုကဘယ် size ပဲဆွဲဘယ် size ပဲဆွဲမတို့ဒီကိုယ့်ရဲ့တင်ပတ်လက်လေးကိုပဲအစားသွင်းပြီးတော့ဒီပုံသင်ကြီးတိုင်းစားသွင်းပြီးဆွဲလိုက်ပါရပါတယ်နော်အဲ့တော့ပုံသင်ကြီးနံပါတ်1ကတင်ပတ်လက်လေးကို4စားပြီးတော့5ပေါင်းမယ်ပုံသင်ကြီးနံပါတ်2ကကြတော့တင်ပတ်လက်လေးကို4စားပြီးတော့3ပေါင်းမယ်ဒါလေးတွေကစင်တီမီတာနဲ့ပါနော်ကိုကစင်တီမီတာနဲ့မသိဘူးလက်မနဲ့ပဲဆိုရင်လည်းရပါတယ်နော်အမတို့ဒီကိုယ့်ရဲ့တင်ပတ်လက်လက်မကိုလေးနဲ့စားပြီးတော့ဒီ5 cm ဆိုရင်2လက်မပေါ့နော်3 cm ဆိုရင်အမတို့1လက်မ2စိတ်လောက်တော့ရှိမယ်နော်အဲ့လေစားသွင်းပြီးတွက်လိုက်နော်တူတူပဲနော်ကိုကမသိရင်ပေကျိုးမှာလက်မနဲ့စင်တီနဲ့လှန်ပြီးတော့မှကြည့်ပေးနော်ဘာမှမခတ်ဘူးပတ်လေကို4နဲ့စားပြီးမယ်ပြီးရင်အဲ့ရတဲ့ဖြေကို4နဲ့ပြန်စားနော်အဲ့ဒါဒီရှေ့ခွာရမယ်နောက်ချမ်းခွာထွက်ဖို့စားအတွက်ဆိုရင်ရှေ့ခွာရတဲ့ဖြေကို2နဲ့မြောက်လိုက်အဲ့ဒါဆိုရင်အမတို့နောက်ချမ်းရမယ်နောက်ချမ်းခွာထွက်ဖို့စားရမယ်နော်အဲ့ဆိုပုံစံကြီးကမတို့3ခုပဲနော်မရှုပ်ဘူးနော်ရှင်းရှင်းလေးရဲ့အဲ့တော့လိုက်ပြီးတော့ဆွဲကြည့်ပေးမယ်နော် 5cm မြင်းလေးတစ်ကြောင်ဆွဲထားပေးလိုက်မယ်ဒီကြရင်ဒါအမတို့တရေချိုးမြော့စားအတွက်ထုတ်မှာမလို့ 5cm ချန်ထားလိုက်တယ်သူ့ရဲ့အောက်မှာပဲဒီအောက်မှာပဲအမတို့ဆွဲမယ်နော်ဒါလေးကကြတော့အမကဒီဂတ်ထူကြံတဲ့ဟာလေးနဲ့ဆွဲတာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးသေးနေရနော်အဲ့ဆိုရင်အမကဒီမဲ့ပုံစံကြီးလေးကိုအရင်စားထိုးပြီးတွက်လိုက်မယ်ရီယာ1ရဲ့ပုံစံကြီးရဲ့တင်ပတ်လက်လေးက50 cm ရှိတယ်အဲ့တော့ပုံစံကြီးနံပါတ်1ကိုတွက်မယ်50 cm ကို4နဲ့စားမယ်ပြီးရင် 5cm ပေါင်းမယ်လက်မနဲ့ဆိုရင်2လက်မပေါင်းမယ်เนาะအဲ့တော့ဘယ်လောက်ရမလဲဆိုရင် 17.5 cm ရတယ်ပြီးရင်ပုံစံကြီးနံပါတ်2ကိုမတို့တွက်မယ်ပုံစံကြီးနံပါတ်2ရီယာ1ရဲ့တင်ကြီး50 cm ရှိတယ်ဆိုတော့50ကို4နဲ့စားမယ်ပြီးရင်3 cm ပေါင်းမယ်ဆိုတော့ 15.5 เนาะအဲ့တော့လက်မနဲ့ဆိုရင်တင်ပတ်လက်ကို4နဲ့စားပြီးတော့1လက်မ2စိတ်လောက်ပေါင်းလိုက်ပါရတဲ့အဖြေလေးကိုမှတ်ထားပေးပါဒီရ3ပုံစံကြီးနံပါတ်3ကကြတော့တင်ပတ်လက်က50ရှိမယ်သူ့ကို4နဲ့စားပါ4နဲ့စားတော့ဒီလောက်ရမယ်အဲ့ဒါကိုမတို့4နဲ့ပြန်စားပါ4နဲ့စားမယ်ရတဲ့အဖြေကို4နဲ့ပြန်စားပါအဲ့တော့မတို့ရှေ့ချမ်းခွာအတွက်က 3.1 ရှိမယ်အဲ့ဒါကိုနောက်ချမ်းခွာကိုလိုချင်တော့ 3.1 ကို2နဲ့မြောက်လိုက်တော့5.1 ရမယ်ဒါကနောက်ချမ်းခွာဒါကရှေ့ချမ်းခွာပုံစံကြီးလေးတွေရပြီဆိုရင်မတို့အစားသွင်းကြရအောင်အစားသွင်းမယ်ဆိုရင်ဟိုဘက်ဒီဘက်အလဲလောက်ပေါ့နော်မတို့ဒီကောင်လေးရဲ့အလဲလောက်ရှေ့ကွာနောက်ကလည်းမှီအောင်ဆိုတော့သူကဆန်လေးတစ်ချောင်းဆွဲလိုက်တယ်နော်အလဲမြင်းလေးတစ်ချောင်းဆွဲပေးပါပြီးရင်ဒီမြင်းလေးနော်ဒီမြင်းလေး0လို့မှတ်လိုက်မယ်ဒီမြင်းလေးစုံမကနေဒီအောက်ကိုဘယ်လောက်မှတ်မလဲဆိုရင်တင်ကိုပုံစံကြီးနံပါတ်1ပုံစံကြီးနံပါတ်1ကိုမှတ်ပေးမယ်19.5တင်ပတ်လေကို4နဲ့စားပြီးတော့မှ5 cm ပေါင်းတဲ့အဖြစ်19.5လေးကိုမှတ်လိုက်တယ်ဒီကနေဒီကိုဒီပုံစံကြီးနံပါတ်2เนาะအဲ့ဒီရတဲ့အဖြေလေးကိုမှတ်ပေးမယ်ပုံစံကြီးနံပါတ်2ဒီ 15.5 ရတယ် 15.5 လေးကိုဒီမှာတစ်ခုမှတ်မယ်ဒီဘက်မှာလည်း 15.5 လေးကိုတစ်ခုမှတ်ပေးပါโอเคเนาะအဲ့တော့ဒီကနေဒီကတင်ပတ်လေကို4နဲ့စားမယ်ပြီးကြရင်3 cm ပေါင်းလို့ရတဲ့အဖြေလေးကိုမှတ်ထားပါโอเคအတိုင်းရပြီဆိုရင်သူ့ကိုမတို့ဒီလိုလေးမြင်းမက်ကလေးတက်တဲထောင်ပေးမယ်အဲ့ဒါရှေ့ကွာနောက်ကဆိုရင်ဒီဘက်ဒီမှာတို့ရှေ့ချမ်းသတ်မှတ်မယ်ဒီဘက်ဒီနောက်ချမ်းသတ်မှတ်မယ်ဒီကနေဒီမှာတို့ရှေ့ကွာဘယ်လောက်တော့ 3.1 ဆိုတော့ဒီမှာ 3.1 โอเคဒီဘက်မှာနည်းနည်းလေးတိတ်လေးကတ်လိုက်မယ်နော်
ဆိုရင်ဘယ်လောက်ထုံပါလဲပုံစံနီးနံပါတ်3မှာရခဲ့တဲ့ AFC 3.1 လေးကိုထုတ်ပေးမယ်ဒီအဲ့ကနေမတို့နောက်ချမ်းကွာထပ်ထွက်မယ်နောက်ချမ်းကွာဘယ်ကနေထပ်ထွက်မှာလဲဒီနေရာလေးကနေဒီဘက်ကိုဘယ်လောက်ထွက်မှာလဲရှေ့ချမ်းကွာကို2နဲ့မြောက်လို့ရတဲ့အဖြေကိုထွက်ပေးပါမယ်နော်ရှေ့ကွာဒါလေးက B ပေါ့နော်ဒါလေးကကျတော့မတို့ပုံစံနီးနံပါတ် A လေးโอเคနော်ဒီဖြေလေးကိုတဝက်ဝက်ပေးပါနော်5ဝက်ဝက်မယ်ဝက်ပြီးပြီဆိုရင်မတို့ဒီထိတ်နဲ့လာဆက်ပြီးโอเคနော်ဒီတိုင်းလေးရပြီနော်ရပြီဆိုရင်မတို့ဒီမှာ3ပုံပုံလိုက်ပါ3ပုံပုံဒီနေရာလေးနဲ့လိုက်ပင်ပေခွေးလေးဝိုက်ပေးမယ်โอเคနော်ဒါဆိုရင်ဒါနောက်ချမ်းကွာရပြီရှေ့ချမ်းကွာထပ်ဆွဲမယ်ရှေ့ချမ်းကွာလည်းအဲ့လိုပါပဲအမတို့3ပုံလေးပုံလိုက်မယ်ပုံပြီးရင်ဒါလေးနဲ့အလိုက်တင်လေးပဲပေခွေးလေးနဲ့ဝိုက်မယ်โอเคနော်ညာနေဒီဟာလေးကကြတော့ဒီထိတ်ထိဆွဲလိုက်တော့ရှည်နော်။ဘောင်းကြီးရှည်ကတော့တို့ကကိုလိုချင်တဲ့လောက်အရှည်ကိုသတ်မှတ်လို့ရပါတယ်။အနည်းဆုံးမှာတော့ size ချက်မှာတော့ 5cm လောက်လေးပဲရှည်ထားလိုက်တဲ့ပတန်အကြီးဆွဲတဲ့ခါပေါ့နော်။ကိုချုပ်တော့မယ်ဆိုမှတို့ဒီကနေဒီလိုချင်တဲ့အရှည်ကိုမှတ်လိုက်တာနော်။ဒီရဝိုင်းရဲ့ခြေမြန်စီတီအရှည်ဆိုရင်တို့ဘယ်လောက်ရှိမလဲဆိုရင်နော်40ဒီကနေဒီအဝမ်းเนาะတစ်နှစ် size ကလေးရဲ့ဘောင်းကြီးအရှည်ဆိုရင်ဒီခါမီးလေးကနေအမတို့40 cm เนาะဒီလောက်ထိဆိုရင်ဒါသူ့ရဲ့ဘောင်းကြီးအရှည်ရလိမ့်မယ်เนาะဒီလောက်လေးပဲ3cm လေးနဲ့ပဲဆွဲထားလိုက်မယ်เนาะ3cm ဆွဲပြီးတော့မှတဲလေးပဲဆွဲချထားမယ်โอเคเนาะပြီးပြီဆိုရင်ဒီဟာလေးဒီရှေ့ချမ်းနောက်ချမ်းเนาะရှေ့ချမ်းဒါကရှေ့ချမ်းဒါနောက်ချမ်းရည်ဆိုတော့ဒီကနေအပေါ်ကိုအမတို့ 1.5 cm တက်ပေးမယ်နောက်ချမ်းပါเนาะဒီဟာလေးကတော့အမတို့ site တိုင်းပဲပုံလေးတက်ပေးမယ်နော်ပြီးရင်အဲ့ဒီအပေါ်ကိုဘယ်လောက်တက်လိုက်တာလဲ 1.5 တက်လိုက်တာအဲ့ကနေဆိုရင်အမတို့ဒါလေးကိုအလိုက်တင်လေးပဲဆွဲမယ်အမတို့ဒီမှာတရေကျိုးစာခြံလိုက်မယ်နော်တရေကျိုးစာနည်းနည်းချောင်းချောင်းဖြည်းဖြည်းချင်မယ်ချန်ပြီးပြီဆိုရင်သူ့ကိုအမတို့ပြန်ပြီးခောက်ချမှာဆိုတော့နောက်ထပ်တရေကျိုးစာတကြောချန်မယ်ပြီးရင်ချုပ်စာ 1cm လောက်ပို့ရမယ်နော်ချုပ်စာ 1cm ဆိုအဲ့ဒါမှသူကဒီလိုချိုးချတဲ့ခါကျရင်ဒီမြင်းလေးရဲ့အပြင်ဘက်ကို 1cm လောက်ထွက်နေမှာပေါ့နော်အမတို့ရီယာ1ရဲ့ size ကလေးရပါတယ်ဒီခါကမတို့ကတရေကျိုးစာတွေပါအဲ့ဆိုဒါရီယာဝိုင်းရဲ့ပတန်ရသွားပြီနော်ဒါလေးကကြတော့အမ3နှစ် size အမသားလေးက3နှစ်ရှိရဆိုတော့ဒါသူ့ရဲ့3နှစ် size ပတန်လေးကိုအမဆွဲထားတာဆိုတော့အမပြောတယ်အမတို့ဆွဲတဲ့မြင်းဒီအခုဒီအပေါ်ကဟာမပါအောင်နော်ဒီအပေါ်ကဒီကောင်မပါဘဲနဲ့ဒီကနေဒီထိဆွဲတယ်ပြီးကြရင်ဒီ 1.5 လေးကိုဒီမှာတက်ပြီးတော့ဆွဲထားတာနော်ဒီပုံစံလေးပေါ့ဒီအောက်ကဒီလိုပုံစံလေးကိုဆွဲထားတာပြီးကြမှာဒီရဲ့အပေါ်ကိုအမ 5cm တက်လိုက်တယ်ကဘာလဲဆိုတော့တရေကျိုးစာနဲ့ပြန်ခောက်စာနဲ့နော်ပြန်ခောက်စာနဲ့ဒါ 5cm တက်ထားတယ် 5cm ဆိုတာကတရေကျိုးက 2cm ချုပ်စာ 1cm 5cm ပေါ်တက်လိုက်တာနော်တက်ပြီးတော့မှဒါထုတ်လိုက်အဲ့တော့မတို့တရေကျိုးတဲ့ဘောင်းကြီးချုပ်မယ်ဆိုရင်တရေကျိုးတဲ့ဘောင်းကြီးချုပ်မယ်ဆိုရင်ဒါဒီပတန်လေးဆွဲပြီးတော့ချုပ်လိုက်ရုံပဲသူ့ရဲ့ဒီအပေါ်ကိုဒါပတ်လည်းချုပ်စာ 1cm စီချင်မယ်ဒီအောက်ကိုကြတော့ခောက်ချင်တယ်ဆိုရင်မတို့အပြားကြီးလေးခောက်ချင်တယ်ဆိုရင် 2cm 3cm လောက်ချမ်းမယ်မတို့ဘေဘီလေးရဲ့ဘောင်းကြီးဆွဲနည်းလေးရမယ်ထင်ပါတယ်နော်ပုံသေးနည်းလေးကကြတော့ဒါလေးပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ပညာရေးလည်းထပ်ပြီးတော့မျှဝေပြီးအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အမရဲ့ဒီကိုlike share လေးလုပ်ထားပေးပါဒီနဲ့ပတ်သက်တဲ့ဟာလေးအမထပ်ပြီးတော့တင်ပြဖို့သားလေးလည်းရှိပါတယ်ဒီတင်တာလေးရှင်လည်းအမကို comment မှာမိတ်ကလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်